တာတာမိမိတို့အားလုံးပဲမင်္ဂလာပါနော်တီတီစုရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကွယ်ဒီနေ့မှာတော့တီတီစုကတရုတ်တနာရီပုံမြင်လေးတစ်ပုဒ်ဖြစ်တဲ့မိုးနတ်မင်းရဲ့သားလို့ခေါ်တဲ့တရုတ်ပုံမြင်လေးတစ်ပုဒ်ကိုပြောပြပေးမယ်နော်ကဲနားထောင်ကြည့်လိုက်ရအောင်ဟိုးရှိတုန်းကတရုတ်နိုင်ငံကူမင်းပြည်နယ်မှာရှိတဲ့ရွာလေးတစ်ရွာမှာအဖိုးကြီးအဖွားကြီးလင်မယားနှစ်ယောက်နေထိုင်ကြတဲ့သူတို့လင်မယားဟာပေါင်းသင်းလာကြတာအနှစ်40လောက်ရှိပေမဲ့တာသမီတယောက်မှမထွန်းကားကြဘူးသူတို့ဟာကလေးတယောက်ဖြစ်ဖြစ်လိုချင်နေကြတယ်နေ့စဉ်နေ့တိုင်းသူတို့ရဲ့မိုးနတ်မင်းကြီးစီမှာကလေးရဖို့ဆူတောင်းကြတဲ့ဒီလိုနဲ့တနေ့မှာတော့အဖွားကြီးဟာသူ့မှာကိုယ်ဝင်ရှိလာတယ်လို့ထင်လိုက်တယ်အဖိုးလင်မယားဟာလည်းအလွန်ပျော်ရွှင်သွားတာပေါ့ကွယ်အဖွားကြီးရဲ့ကိုယ်ဝင်ဟာတဖြည်းဖြည်းရင့်လာပြီးတစ်နှစ်ကျော်ကြာသည့်အထိကိုကလေးကမမွေးဖွားသေးဘူးတဲ့နှစ်နှစ်ကြာတော့လည်းမမွေးပြန်ဘူးအိမ်နီးနားချင်းတွေဟာကိုယ်ဝင်ဆောင်အဖွားကြီးကိုဒီလိုတမရိုးစားဖြစ်စင်မဟုတ်တဲ့အတွက်လူသားစင်စင်မဖြစ်နိုင်ဘူးတကိုးရှိတဲ့နတ်ဝင်စားတာပဲဖြစ်မယ်လို့ဝိုင်းပြီးပြောကြတဲ့အဲ့ဒီလိုပြောရင်းဆိုရင်းနဲ့၃နှစ်မြောက်တဲ့ကာလကိုရောက်လာတဲ့အခါမှာတော့အဖွားကြီးဟာတားယောက်ျားလေးတစ်ယောက်မွေးဖွားပါလေရောတယ်လေအဖိုးအဖွားကိုလင်မယားဟာလည်းအသက်ကြီးမှကလေးရလေတော့ဝမ်းသာပျော်ရွှင်လို့မျက်ရည်များတောင်ကျတဲ့ဒါပေမဲ့သူတို့အဖိုးကံမကောင်းချင်တော့ကလေးမွေးဖွားတဲ့အချိန်မှာသူတို့ဒေသဟာမိုးခေါင်ရေရှားဖြစ်နေတဲ့အတွက်ထင်တယ်လို့တော့မပျော်ရွှင်နိုင်ကြဘူးဖြစ်နေတာပေါ့ကွယ်အဖိုးကမွေးဖွားလာတဲ့သားငယ်လေးကိုကံဟန်းလို့အမည်ပေးထားတဲ့ကံဟန်းဆိုတဲ့အဓိပ္ပာယ်ကတော့မိုးခေါင်ရေရှားကာလလို့အဓိပ္ပာယ်ရတယ်။ကံဟန်းလေးဟာ2လသားအရွယ်မှာလမ်းလျှောက်နိုင်ပြီး3လသားအရွယ်မှာတော့စကားပြောတတ်နေပြီတဲ့။သူဟာမိုးနမင်းရဲ့သားတော်တစ်ပါးကိုဝင်စားတာကြောင့်ပဲပေါ့ကွယ်။သူ6လသားအရွယ်ရောက်တဲ့အခါမှာတော့အိမ်အလုပ်တွေကိုကိုကြီးလုတ်ကင်ပေးတဲ့အဖိုးကြီးအဖွားကြီးလင်မယားနှစ်ယောက်ကိုလည်းပြုစုဆောင်ရှောက်တယ်။2နှစ်သားအရွယ်ရောက်တဲ့အခါမှာတော့သူဟာအရွယ်ယောက်ျားအသွင်ဖြစ်ပေါ်လာတယ်။အဲ့ဒီအချိန်ထိသူတို့ရွာမှာမိုးခေါင်ရေရှားဖြစ်နေတော့မယ်။မိုးမရွာရေမရှိတာကြောင့်ကောက်ပဲသီးနှံတွေမစိုက်ပျိုးနိုင်ဘူးပေါ့။သူတို့ဟာတစ်ခေါက်တစ်ဖူတွေကိုသာစားသုံးပြီးအသက်ရှင်နေထိုင်ရရတဲ့ကွယ်။ဒီနေ့မှာတော့ကံဟန်လေးဟာဒီအကြောင်းအရာတွေကိုစဉ်းစားတွေးတောနေမိပြီးသူ့အမေကိုမေးလိုက်တဲ့အမေရေကျွန်တော်တို့စပားတွေကိုဘာလို့စိုက်မရတာလဲလူကလေးရဲ့ငကားပြင်းကြီးကတို့ကိုမိုးမမရွာချပေးတာဘလို့လုပ်ပြီးစပားစိုက်လို့ရမှာလဲလို့သူ့မိခင်အိုကြီးကပြန်ပြောလိုက်တယ်အဲ့ဒီလိုဆိုရင်အဲ့ဒီငကားပြင်းကြီးကိုကျွန်တော်သွားတွေ့မယ်သားငယ်လေးအဲ့ဒီငကားပြင်းကြီးဟာရေအောက်ကနန်းတော်ထဲမှာနေတယ်လူကလေးသူ့ကိုရှာချင်ရေအချောင်းကိုကောင်းကောင်းနားလေထားမှပဲရမယ်လို့ပြောလိုက်တဲ့ကံဟန်လေးဟာအဲ့ဒီနေ့ကစပြီးရေတွေရဲ့သဘာဝအကြောင်းအရာတွေကိုလေ့လာစူးစမ်းနေတဲ့ရာသီဥတုအခြေအနေဘလောက်ပဲအေးအေးဘလောက်ပဲပူပူနှွေမိုးဆောင်ကလာမရွေးဇက်တိုက်လေ့လာနေရှာလေးရဲ့ချိန်ကာလကြာမြင့်လာတာနဲ့အမျှသူဟာရေအောက်ကျမ်းမင်မှာရက်ရှည်လာများနေထိုင်သွားလာနိုင်တဲ့သူဟာတဖြည်းဖြည်းနဲ့ငကားကြီးရှိရာရေအောက်နန်းတော်ကိုရေငုပ်ပြီးရှာဖွေပါလေရောအဲ့ဒီလိုရှာရင်းနဲ့ရက်မာလာတို့ကူးပြောင်းလာတဲ့အခါမှာတော့သူဟာပင်မန်းနှန်းနဲ့လာပြီးရေအောက်မှာပဲအိပ်ပျော်သွားတော့တယ်သူဟာအိပ်ပျော်နေရင်းနဲ့အလွန်ထူးဆန်းတဲ့အိမ်မက်ကိုမှတ်တဲ့အိမ်မက်ထဲမှာအလွန်လှပတဲ့မိမိပြိုလေးဟာသူ့စီကိုလာပြီးကံဟန်အတင်ဟာငကားကြီးရဲ့နန်းတော်ကိုရှာခြင်းရင်ပထမဦးဆုံးသူနေတဲ့ဂူကြီးကိုတွေ့အောင်ရှာပါကဲအခုခက်မြက်မြန်လေးရှာပြီးတော့အခုအချိန်ဟာငကားကြီးအိမ်မောကြနေတယ်လို့ပြောလိုက်တဲ့မိမပြိုလေးရဲ့အတန်ဟာငွေခေါင်းလောင်းလေးတီးလိုက်တယ်လို့ကြည်လင်အေးမြပြီးပြောလိုက်တဲ့စကားတခွန်းစီမှာလဲပလဲလုံးလေးတွေတန်းစီပြီးပါဇက်ကထွက်ကြလာတယ်လို့ပဲတဲ့သူမဟာကံဟန်ကိုငကားကြီးရဲ့ကူနေရာကိုပြောပြလိုက်တယ်အဲ့ဒီလိုပြောလို့စကားမဆုံးခင်မှာပဲကံရဲ့မျက်နှာပြင်ဟာလှိုင်တပူးများထလာတယ်လို့စူပွက်လာတဲ့အခါသူမဟာနောက်လှည့်ပြီးပြေးတော့တဲ့ကံဟန်ဟာမိမပြိုလေးနောက်ကိုပြေးလိုက်မဲ့အလုံးမှာအိမ်မက်ကလန့်လို့လာပြီးကံမျက်နှာပြင်ပေါ်ကိုပြန်ရောက်လာတဲ့သူဟာအပေါ်လေးကိုအားရပါရရှူရှားပြီးမိမပြိုလေးညွှန်ပြထားတဲ့အတိုင်းငကားကူကြီးရှိရာကိုရင်ငုပ်ပြီးရှာဖွေလိုက်တယ်အဲ့ဒီလိုရှာရင်းနဲ့လူတရက်လောက်မြင်တဲ့ခုအပေါက်ဝါကြီးတစ်ခုနာကိုရောက်သွားတဲ့ကံဟန်ဟာဂူအတွင်းထဲကိုဝင်လိုက်တယ်ဂူထဲကရေတွေဟာရေခဲပမာအေးဆက်နေလေရဲ့သူဟာအေးလုံးလို့သွားတွေကိုချိန်ပြီးအားတင်းကဆစ်ဆက်သွားနေတဲ့အဲ့ဒီလိုသွားနေရင်းနဲ့ခူရဲ့အဆုံးသက်ကိုရောက်တဲ့အခါမှာတော့တကားနှစ်ချက်နဲ့တော့ခတ်ပိတ်ထားတဲ့တော့ကလောက်ကြီးတစ်ခုကိုတွေးလိုက်တဲ့အဲ့ဒီတကားပေါက်မှာလည်းတန်ဆူးကြိုးတွေနဲ့ပိတ်ကာထားတဲ့
ကန်ဟန်ဟာတကားကိုလက်ဖြင့်တွန်းလိုက်တဲ့အခါတိုင်းတန်ဆူးကြိုးတွေနဲ့ချစ်မိသွားပြီးသွေးတွေဖြာထွက်ကုန်နေခြေထောက်နဲ့တွန်းကန်ပြန်တော့လဲခြေထောက်တွေမှာဒဏ်ရာတွေရကုန်ပြန်ရောသူဟာဒဏ်ရာတွေဘလောက်ပဲရရဇွဲမလျှော့ပဲဆက်လက်ကြိုးစားပြီးတကားကြီးကိုဖွင့်နေတဲ့အဲ့ဒီအချိန်မှာပဲအိုးကန်ဟန်ရေမင်းငကားကြီးရဲ့တကားကိုဖွင့်ခြင်းနေဆိုရင်တော့ငကားတော့ကိုရှာဖွေခဲ့ပါအဲ့ဒီငကားတော့ဟာဖះเจ้าရဲ့အောက်ခြေမှာမြုပ်ထားတယ်မင်းအဲ့ဒီတော့ကိုယူပြီးမှသာဒီနေရာကိုပြန်လာခဲ့ပြီးတော့လို့မိမပြိုလေးရဲ့ကျင်လာတဲ့အတန်လေးကိုကြားလိုက်ရတဲ့ကန်ဟန်ဟာအဲ့ဒီနေရာကနေမခွာချင်းနဲ့ကုန်းမော်ကိုပြန်တက်လာခဲ့တယ်။တောင်မိုးရောက်တဲ့အခါမှာအနာကျက်တဲ့ဆေးရွက်တွေကိုရှာဖွေပြီးသူ့ထံရတွေကိုပျောက်ကင်းအောင်လိမ့်လိုက်တဲ့။အဲ့ဒီနောက်မှာတော့သူဟာမိမပြိုလေးပြုတ်ပြထားတဲ့ဖះเจ้าရှိရာကိုတွားရောက်ခဲ့တယ်။ဖះเจ้าကိုရောက်တဲ့အခါမှာဖះဝေးပြုတ်ဖို့လာနေတဲ့လူအုပ်ကြီးနဲ့တိုးပါလေရောအဲ့ဒီလူအုပ်ကြီးကသူ့ကိုဒီနေရာမှာဘာလာလုပ်နေတာလဲလို့ဝိုင်းပြီးမေးကြတယ်ကျွန်တော်ဟာရေအောက်ကနဂါးကြီးကိုမိုးရွာအောင်လုပ်ပေးဖို့တွားပြောမလို့ပါအဲ့ဒီနဂါးကြီးရဲ့တကားကိုဖွင့်ဖို့တော့လို့နေလို့ပါအဲ့ဒီတော့ဟာဒီဖះเจ้าရဲ့အောက်ခြေမှာရှိပါတယ်လို့ပြောလိုက်တဲ့ဒီအခါမှာလူအုပ်ကြီးကဝိုင်းဝန်းရေမောကြပြီးတို့လူကြီးအများစုကတောင်မိုးရွာအောင်မလုပ်နိုင်တာမင်းလူငယ်တယောက်ကရောဘာမှအသုံးကြမှာမို့လဲစိတ်ကူးမြင်စမ်းပါနဲ့ကွာလို့ပြောပြီးကန်ဟန်လေးကိုတားမြစ်ကြတဲ့ကျွန်တော်ကခမည်းတော်ထင်တယ်လို့တာမန်လူသားတယောက်မဟုတ်ပါဘူးမိုးနမင်းရဲ့သားတော်တစ်ပါးပါလူတွေဒုက္ခရောက်နေရင်ကဲတင်ဖို့အတွက်ကိုစားပြုပြီးဆေလွတ်ခံရသူပါကျွန်တော်ပြောတာကိုမယုံရင်ကျွန်တော်အမေကိုမေးကြည့်ပါကျေးဇူးပြုပြီးကျွန်တော်ကိုငကားတော့ယူခွင့်ပေးပါလို့တောင်းပန်ပြောဆိုလိုက်တယ်ဒီခါမှာလူအုပ်ထဲကအသက်ကြီးကြီးမိန်းမကြီးတယောက်ကမင်းဟာလွန်ခဲ့တဲ့2နှစ်ကအဖွားကြီးမွေးခဲ့တဲ့သားလားလို့မေးလိုက်တဲ့ဟုတ်ပါတယ်ကျွန်တော်နာမည်ကန်ဟန်လို့ခေါ်ပါတယ်ဟုတ်တယ်တော့သူဟာမွေးရုံမွေးစင်နဲ့မွေးဖွားခဲ့တဲ့လူသားတယောက်မဟုတ်ဘူးသူအမေဟာသူ့ကို3နှစ်တောင်ကိုဝင်ဆောင်ခဲ့ရတယ်သူဟာအခုမှ2နှစ်သားပဲရှိသေးတာသူမွေးတော့ကကြုတ်တောင်းရှိသေးတယ်ခုမင်းတို့အမြင်ပဲလေသူဟာ2နှစ်နဲ့ဘလောက်ထွားချိုင်းတဲ့လူငယ်တယောက်ဖြစ်နေပြီလေဒါမိုးနမင်းရဲ့သားတော်မဟုတ်လို့ဘယ်ကလူဖြစ်ရမှာလဲကဲသူလှုပ်ချင်တာကိုလှုပ်ခွင့်ပြုလိုက်အောင်မြင်ရင်လည်းကျုပ်တို့ကံမဲပေါ့တော့အဓိကမိုးရွာပြီးရေရရှိဖို့ပဲမဟုတ်လားလို့ပြောဆိုလိုက်တဲ့လူအုပ်ကြီးလည်းအဲ့ဒီခါကျမှသဘောတူပြီးကန်ဟန်အလိုရှိရာကိုလှုပ်ခွင့်ပြုဖို့သဘောတူလိုက်တယ်ကန်ဟန်ဟာဖះเจ้าအောက်ခြေမှာရှိတဲ့နဂါးတော်ကိုယူပြီးရေအောက်ကိုငုံဆင်းသွားတဲ့ရေအောက်ကိုရောက်တဲ့အခါမှာတော့သူဟာနဂါးကြီးနေတဲ့ကိုနဂါးတော့နဲ့ဖွင့်ပြီးအထက်ကိုဝင်သွားပါတော့တယ်နန်းတော်ထဲမှာတော့ကြောက်တံပရမများရောင်နေကြောင်ထိန်လင်းနေလေရဲ့တစ်ချိန်တည်းမှာပဲတာယာညှင်းပြောင်းတဲ့တိမှုတန်ကလေးတွေကိုလည်းကြားနေရတဲ့ငကားပြင်းကြီးဟာဝိယုံအနှက်ကြီးကိုဝစ်စင်ပြီးတက်လွန်ပေါ်မှာပါဇက်ကြီးဟာကအိမ်မောကြလင်းနေရဲ့သူ့ရဲ့ဟနေတဲ့ပါဇက်ထဲမှာလည်းတောက်ပြောင်နေတဲ့ပရမများကြီးတစ်လုံးလှုပ်ရှားနေတဲ့ကဟန်ကလည်းမိမပြိုလေးပြောလိုက်တာကိုတတိယပြီးငကားကြီးရဲ့ပါဇက်ထဲကပရမများကိုကြပြာဆွဲယူပြီးမျိုးချပစ်လိုက်တယ်ဒီခါမှာငကားကြီးဟာအဲ့ရကလန့်လို့လာပြီးပါဇက်နဲ့နှာခေါင်းပေါက်ကနေမီးတော့မီလီယံတွေပေါ်ထွက်လာတယ်ငါရဲ့ဗရမ ्या လုံးကြီးကိုမင်းယူထားတာလားမင်းသေးချင်းနေပြီလားမင်းကိုခုချက်ချင်းဓာတ်နဲ့ခုတ်တက်ပြစ်လိုက်မယ်လို့ကြေးဝါလိုက်တယ်ဒီခါမှာကန်ဟန်ကအော်ဗရမ ्या လုံးလားကျုပ်မျိုးချလိုက်ပြီလို့အေးစစ်စစ်ပြန်ပြောလိုက်တဲ့အဲ့ဒီခါမှာငကားကြီးဟာအလွန်ထိတ်လန့်တုန်လှုပ်သွားပြီးမျက်စိမျက်နှာတွေပြတ်သွားတော့တယ်ဗရမ ्या လုံးကသူ့ရဲ့အသက်ပဲလေဗရမ ्या လုံးကြီးမရှိရင်သူဟာအသက်ဆက်ပြီးမရှင်နိုင်တော့ဘူးသူ့မှာရှိတဲ့တကူးတွေကလည်းအကုန်လုံးပျောက်ကွယ်ကုန်ပြီလေဒီခါမှာငကားကြီးကမင်းဘာလိုချင်လို့လဲမင်းလိုချင်တာငါပေးပါမယ်ဒါပေမဲ့ငါရဲ့ဗရမ ्या ကိုတော့ပြန်ပေးပါကွာလို့ပြောလိုက်တဲ့မရတော့ဘူးမင်းဟာလူတွေစိတ်တော့ကရအောင်လုပ်ခဲ့တယ်လူတွေငတ်မခေါင်းပါအောင်လုပ်ခဲ့တယ်မကောင်းဆိုးပါပဲမင်းကိုဗရမ ्या ပြန်ပေးရင်မင်းဟာအရင်လိုပဲဒုက္ခပေးဦးမှာပဲမင်းကိုအပြစ်ပေးဖို့ငါမှတောင်းဝင်ရှိတယ်လို့ပြောပြီးငကားကြီးကိုတခါတည်းဓာတ်နဲ့ပိုင်းပြီးခုတ်သက်ပြစ်လိုက်တဲ့ငကားပြင်းကြီးလည်းတေးဆုံးသွားတာပေါ့ကွယ်ကန်ဟန်ဟာသူ့ကိုယ်သူငကားအသွင်ပြောင်းပြီးနေရအနှံမိုးတွေကိုရွာချလိုက်တဲ့အဲ့ဒီလိုရွာသွန်းလိုက်တဲ့မိုးတွေဟာကောင်းကင်ကနေပြီးသွန်းချလိုက်သလားအောင်မရအောင်ပြင်းထန်လာတယ်သူဟာအဲ့ဒီနေရာစပြီးငကားကြီးရဲ့အရိုက်ရာကိုဆက်ခံပြီးလူအပေါင်းကိုကူညီဆောင်ဆောင်လေးရှိတဲ့ကန်းဟန်ကိုဂုံပြူတဲ့အနေနဲ့လူတွေဟာဖះเจ้าတွေမှာငကားရုပ်ထုတွေထုလုပ်ပူဇော်လေးရှိတယ်လို့နှစ်တစ်ကူပွဲတော်တွေမှာလည်းငကားပုံသဏ္ဍာန်ပြုလုပ်ပြီးငကားအကနဲ့ကပြဖြော်ပြလေးရှိတဲ့ကွယ်ပုံမြင်လေးရတော့ထားပါပဲကွယ်
တီးစုရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးဖို့မေတ္တာရက်ခံအပ်ပါတယ်